ဒီယာဒီမှာချက်စီးတင်တိတိတာတာတိုးတက်လာတဲ့အချက်တစ်ချက်အားလုံးမင်္ဂလာပါဘာမစ်စလူးလိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ဒီကပြောချင်တာကချက်စီးတင်ဒီယာဒီမှာတိတိတာတာတိုးတက်လာတဲ့အရာတစ်ခုကြောင့်ပါအဲ့ဒါကဘာလဲဆိုလို့ရှိရင် set piece ပါကျွန်တော်ဒီ forest နဲ့ပွဲကြိုခံစားချက်ပြောတဲ့အချိန်မှာလည်းပြောခဲ့တယ်ချက်စီးတင်ကကျွန်တော်တို့playmaker မရှိတဲ့ကြောင့်မလို့ Jao Pedro ကဂိုးရဖို့ရုန်းကန်နေရတယ်အဲ့အတွက်ကြောင့်မို့လို့ Forest ကိုပေါ့နော်ဂိုးရမှရပါမလားနည်းနည်းတော့စိုးရိမ်နေတိုးတော်ညာလဲ Chelsea တဲ့ team play နဲ့ set piece မှာတော့တိုးတက်လာတယ်ဒါကြောင့်မို့လို့အနည်းဆုံးတော့တကူးလို့ရသွားနိုင်တယ်ကျွန်တော်ဒီလိုပြောခဲ့တယ်ဆိုတော့မနေ့ကပွဲမှာ bro တို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့၃ဂိုးပြတ်နိုင်သွားတယ်အဲ့ဒီအချိန်မှာ2ဂိုးက set piece ကနေရတယ်လို့ပြောလို့ရတယ်အဲကန်တင်သားတဲ့free kick ရပြီးတော့တောင်းခံဘောကနေပုတ်ထုတ်ပြီးကြလာတော့ reaching ကန်နေသွားတဲ့အတုံးရဆိုတော့ဒါဟာဒီယာဒီမှာတော်တော်လေးတိုးတက်လာတဲ့အပိုင်းပေါ့နော်မနစ်ကကျွန်တော်တို့ sub piece က Chelsea က100ဒီလုံးမှာမှ12ဂိုးပဲရတယ်လို့ကျွန်တော်လိုက်ရှာကြည့်တာတွေ့တယ်ပေါ့နော်ဆိုတော့ဒီယာဒီမှာကျွန်တော်တို့ Premier League ပွဲတွေ10ပွဲပဲကစားရသေးတယ် sub piece က9ဂိုးရပြီးသွားပြီဆိုတော့မနစ်က100ဒီလုံးမှာ sub piece က12ဂိုးပဲရတယ်ဒီနှစ်မှာ10ပွဲမှာ9ဂိုးရသွားပြီဆိုတော့တော်တော်လေးကိုကောင်းတဲ့မှတ်တမ်းလို့ပြောလို့ရတယ်တော်တော်လေးများလာတယ်လို့ပြောလို့ရတယ်ဒီဟာဒီမှာ Chelsea တင်းကစုစုပေါင်းကျွန်တော်တို့16ဂိုးရပြီးသွားပြီအဲ16ဂိုးမှာ open goal ကရတဲ့ဂိုးက9ဂိုးပြီးတော့ကျွန်တော်တို့ set piece ကရတဲ့ဂိုးက9ဂိုး free kick ကရတဲ့ဂိုးက2ဂိုး penalty 2ဂိုးအားလုံးစုစုပေါင်း16ဂိုးဖြစ်သွားတယ်ဆိုတော့ဒီဟာဒီ Chelsea ရဲ့ set piece ကတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ်မနစ်က100ဒီလုံးနဲ့ရှင်အများကြီးတိုးတက်လာတယ်အဲ့မှာကန်တဲ့ view ဟာလည်းပြောင်းလာတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ဟိုးရှိရာပွဲမှာတခါပြောခဲ့ဘူးလေ West Ham နဲ့ပွဲတုန်းကထင်တယ်ကျွန်တော်တို့ set piece ကိုကန်ပြီဆိုရင်အရင်တော့ဟိုး far post ကိုလှမ်းကန်လိုက်တယ်လှမ်းကန်လိုက်ပြီးတော့တိုးစင်တို့လိုဘာလို့လို့မျိုး center back ကနေခေါင်းဝင်တိုက်တယ်ဒီလိုပုံစံမျိုးပဲသွားတယ်ကျွန်တော်တို့ကအဓိကပြဿနာဗျာခေါင်းတိုက်မဲ့သူကမရှိဘူးရက်ပူတယ်အဲဆိုဖနာတက်လည်းပူတယ်ချာလိုပါလည်းပူတယ်ဘောနော်ကျွန်တော်တို့ကွင်းလဲပဲဖြစ်ဖြစ်နောက်တန်းပဲဖြစ်ဖြစ်ရက်ကပူကြတယ်ဒေါင်ကောင်းကောင်းနဲ့ရက်ဝင်တိုက်တဲ့သူကမရှိဘူးအဲ့လိုမျိုး far post ကိုလမ်းတင်လိုက်တဲ့ဟာမျိုးကတိတ်အလုံးမဖြစ်ဘူးအဲ့လိုအလုံးမဖြစ်တော့ဘာလုပ်လဲဆိုရင်မနစ်ကကြတော့အတိုလေးတွေလုပ်တယ်ပေါ့နော်အတိုလေးတွေလုပ်တယ်ကျွန်တော်တို့ကော်နာမှာအတုံလေး short pass လေးလုပ်တယ်ပြီးတော့မှ cross ball လေးပြန်ပြီးအဲ့လိုပုံစံနဲ့သွားတယ်ဒါပေမဲ့ဒီနေ့မှာကျတော့အဲ့လိုမဟုတ်တော့အဓိကပုံစံ2မျိုးတွေ့ရတယ်ပေါ့နော်တစ်မျိုးကကျတော့ကျွန်တော်တို့အရင်ဆုံးကန်တင်လိုက်တယ်ကူကူရလာနာကိုပြေးကန်လိုက်တယ်ကူကူရလာတစ်ဆင့်ပြန်ချပြီးရပေါ့အဲ့ second ball ကိုပြန်ကောက်ပြီးတော့ခေါင်းတိုက်တာတို့ဖြတ်ကန်တာတို့ဒါမျိုးလုပ်တယ်ပေါ့နော်အဲ့ဒါကတစ်ခွက်နောက်တစ်ခွက်ကကျတော့မနေ့ကအာချင်မောင်တွင်းသွားတဲ့ဂိုးမျိုးအာချင်မောင်တွင်းသွားတဲ့ဂိုးကတော့ဒေါင်းကန်ဘောကလာတာတော့မဟုတ်ဘူးဒါပေမဲ့သဘောတရားအဲ့လိုပုံမျိုး net က cross လုပ်လိုက်တယ်အဲ့ဒီအချိန်မှာရှေ့က Maggie ကတက်သွားတယ်အဲ့တော့ Maggie ကတက်သွားတဲ့အချိန်မှာ Maggie ကိုနောက်တန်းတစ်ယောက်ကနေသွားပြီးတော့ body light ခုမယ်အဲ့အချိန်မှာအချင်မောင်ကိုတိုက်သွားတယ်အဲ့လိုပုံစံမျိုးtricks လေးလည်းတုံးလာတယ်ထောက်ကန် body မှာပေါ့နော်ဆိုတော့ဒီယာဒီမှာ Chelsea ဟာ open play ကနေရတဲ့ goal နဲ့ set piece ကရတဲ့ goal နဲ့အတူတူဖြစ်နေပြီ9ဂိုးကြီးညီမျှနေပြီဒါဟာကျွန်တော်တို့အတွက်တော်တော်လေးကောင်းမွန်နေရတယ်။ဘာကြောင့်လဲဆိုရင် Chelsea အသင်းတွေအထူးသဖြင့် low block mid block တွေပိတ်ဆော့တဲ့အသင်းတွေနဲ့တွေ့လို့ရှိရင်မနေ့ကလည်းကျွန်တော်ပြောခဲ့တယ်အဲ့ဒီ touch line မှာပဲလဲကွင်းလဲကိုပြန်ရောက်အဲ့လိုအီလေနဲ့ဘလို့မှမပေါက်ဘဲနဲ့တိုင်ပတ်နေတယ်အဲ့လိုမျိုးဖြစ်နေတဲ့အခါမျိုးတကယ်ကိုကြက်ညံ့ခံထားတဲ့နောက်တန်းအနေနဲ့တွေ့တဲ့ဂျုံမျိုးမှာ2ဆင့်3ဆင့်ပိတ်ထားတဲ့နောက်တန်းအနေနဲ့တွေ့တဲ့အချိန်လေးမှာအခုလို sub piece တွေကဂိုးရခြင်းဟာအသင်းရဲ့အနိုင်သုံးမှတ်တွေအမတန်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဒီ sub piece မီးပြက Bradford ကနေခေါ်ထားတာဗျာသူစရောက်တဲ့အချိန်မှာတော့အထိုင်မကျသေးလို့လားတော့မတည်ဘူးအရင်တက်ရောက်မှုမရှိခဲ့ဘူးဒီယာဒီမှာတော့တိတာတဲ့တက်ရောက်မှုတော့ရှိလာတယ်ဆိုတော့10ပွဲမှာကျွန်တော်တို့က sub piece က9ဂိုးရထားတယ်ဆိုတော့ပွဲတိုင်းလို့ sub piece ကရတယ်လို့တော့ပြောလို့ရတယ်အနေဒါမျိုးဖြစ်လာတယ်ပေါ့နော်ဒါတော်တော်လေးကိုတိုးတက်လာတယ်နောက်တစ်ခုကကျတော့ team play ကနေရတာပေါ့နော် team play ကရတယ်ဆိုတော့ဥပမာကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ကိုပါမာကိုအရင်အားကိုးရတယ်ကိုပါမာရဲ့တကူတော့ကျွန်တော်တို့ Brighton ကို၄ဂိုးသွင်းသွားတာမျိုးလို့ပေါ့နော်ကျွန်တော်တို့ဒီဟိုရှေ့က Mauricio Pochettino နဲ့ပွဲတော့မှာဒီဟိုပွဲတွေမှာကိုပါမာရဲ့တကူတော့ဆွမ်းရည်ကြောင့်ရသွားတာမျိုးပေါ့နော်အရေးရဲ့အကြောင်းရဲ့မျိုးမှာကဲတင်သွားတာမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒါကမကောင်းလားဆိုအရင်ကောင်းတယ်ဒါအသင်းတိုင်းမှာအဲ့လိုကစားသမားမျိုးလိုအပ်တယ် game changer တွေပေါ့လိုလဲလိုအပ်တယ်ကျွန်တော်တို့မှလည်းရှိတယ်ဒါပေမဲ့အဲ့ဒီ game changer ဒဏ်ရာရနေတဲ့အချိန်အခုလိုမျိုးကိုပါမာမကစားနိုင်တဲ့အချိန်မျိုးမှာ team play ကဂိုးရဖို့ကတော်တော်လေးကိုအရေးကြီးလာတယ်အဲ့လိုမှမဟုတ်ရင်ကယ်ရမဲ့ကူရမဲ့ဖြစ်သွားနိုင်တယ်ကွာသူမှမကစားနိုင်လို့ရှိရင်ဘလို့မှကို
result ကမထွက်တော့ဘူးဆိုတဲ့ပုံစံမျိုးဒါမျိုးကိုကျွန်တော်တို့ Chelsea ကဖြစ်ကိုဖြစ်ခဲ့ပြီပါမာ FC ကျွန်တော်ဖြစ်ခဲ့ပြီပါမာမပါတာနဲ့လုံးဝအသင်းအတိုင်းပတ်တယ်ဒါအဲ့ဒီအခြေအနေကနေဒီနှစ်မှာ Maresca တိစောက်ထားတဲ့ Chelsea ကပါမာမပါပေမဲ့လို့လေအတိုင်းအတာတစ်ခုဒီအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့ဒါတော်တော်လေးကိုတိုးတက်လာတဲ့အချက်တစ်ခုလို့ပြောလို့ရတယ်အခုဗျာကျွန်တော်တို့ Forest နဲ့ကစားသွားတဲ့ကစားမှာဗမာလည်း Enzo လည်းမပါဘူး Kaisiro လည်းမပါဘူးပါမာလည်းမပါဘူးကိုဝဲလည်းမပါဘူးအဓိက main player တွေလည်းอ่ะဗျာကျွန်တော်တို့ပါမာ Enzo Kaisiro ကိုဝဲ4ယောက် main player 4ယောက်မပါဘူးအဲ့တော့နောက်ပိုင်းမှာတော့ Kaisiro ပြန်ဝင်လာတာပေါ့ Kaisiro ပြန်ဝင်လာတယ်ဆိုရင်တော့မှကိုဝဲပါမာ Enzo မပါဘူးအဲ့တော့ key player အဓိကတောက်တိုင်ကစားသမားတွေ3-4ယောက်လောက်မရှိတဲ့အနေအထားတစ်ခုမှတောင်မှ Chelsea ကအခုလိုမျိုးရလက်တွေဖော်ဆောင်လာနိုင်တယ် clean sheet လည်းရတယ်ခုနပြောသလိုဂိုးလည်းပြတ်တယ်ပေါ့နော် clean sheet ရတာတော့ကန်ကောင်းလို့ပါမနေ့ကပွဲပြီးသုံးသက်ချင်မှာကျွန်တော်အသေးစိတ်ပြောပြပါပြီကိုကောင်လေးရောင်းတာတောင်းလျှောက်ရောင်းတာဟိုကလည်းကန်တော်ဆိုးလို့ပါအဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကန်ကောင်းပြီဖြစ်စီကန်ဆိုးပြီဖြစ်စီဘောလုံးမွေးအချိန်နဲ့ reset နဲ့ပဲစကားပြောကြတာဟုတ်အဲ့တော့ reset ရကျွန်တော်တို့က clean sheet လေးရတယ်ဂိုးလည်းပြတ်တယ်ဆိုတော့အဆင်ပြေတယ်ဒါပေမဲ့ဒါတွေကပြင်ဆင်ရမယ့်အပိုင်းတွေပေါ့နော်အဓိကက team play ကနေပြီးတော့ဂိုးရလာတယ်ပေါ့နော်အဲ့တော့ Necto ဖြတ်တင်ပေးလိုက်ပြီးတော့ဟာချင်မောင်ခေါင်းတိုက်သွားတာဆိုလဲဒါ team play လို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်အဲ့တော့ဒီဟာကတော့နံပါတ်1တိုးတက်လာတာကတော့ sub steroid တိုးတက်လာတယ်နံပါတ်2ကတော့ team play ကနေပြီးတော့တကူတယောက်ရဲ့စွမ်းဆောင်ရည်တွေကြောင့်မဟုတ်ပဲ solo dance တွေကြောင့်မဟုတ်ပဲね team play ကနေကိုရလာဒါတော်တော်လေးကိုကောင်းမွန်တဲ့အချက်တစ်ခုဖြစ်တယ်ပြီးတော့ solo dance တွေကကိုရပါလေကိုပါမအပြင် SC ပေါင်းရှိရနော်အခု SC ပေါင်းကလည်းတကယ်ကိုဟိုတူတယောက်ချင်းစွမ်းရည်နေပေါ့နော် game တစ်ခုကိုပြောင်းလဲနိုင်တဲ့ကစားသမားမျိုးတွေမှာပါဝင်တယ်အခုချိန်မှာတော့သူကပို့ပြီးတော့ရင့်ချက်ဖို့လို့တည်းပို့ပြီးတော့ Premier League နဲ့အသားကျဖို့လို့တည်းပို့ပြီးတော့အတွေ့အကြုံပြဖို့လို့တည်းအဲ့ဒါကလွဲရင်သူဝင်လာတဲ့အခိုက်အတန့်တိုင်းမှာတော့ရင်ဖို့စိတ်လို့ရှာဖို့ခေါင်းနဲ့တစ်ဖက်နောက်တန်းတွေအတွက်အများကြီးပဲတိုင်းပတ်စစ်တယ်မနေ့ကကျွန်တော်ပွဲပြီးမှမပြောခဲ့ရတော့ဒီနေ့ဖြည့်ပြောရလို့ရှိရင်ဂျာအိုဘတ်ဒိုကမနေ့ကမက်ကီယူဝင်လာတဲ့အချိန်မှာကစားတဲ့ပုံစံကသူပိုကောင်းတယ်နော် second striker အနေနဲ့နံပါတ်10အနေနဲ့ကစားရတာပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ဘာပြောလက်ရှိလီယန်ဒီလက်လည်းမပါသေးတဲ့အချိန်မှာတော့Enzo Maresca အနေနဲ့ GU ကိုရဲရဲဝံ့ဝံ့သုံးတင်တယ်လို့တော့ကျွန်တော်ကတော့ထင်တာပဲအဓိကပြောချင်တာကတော့ Chelsea တင် set piece မှာတော်တော်လေးတိုးတက်လာတာလေးကိုကျွန်တော်အတိအမှတ်ပြုချင်တာပါနောက်တစ်ခုက Enzo Maresca လူစားလဲတာလေးရဲတင်းလာတယ်ပြတ်သားလာတယ်ပေါ့နော်အရင်တော့ဆိုရင်မိနစ်80လောက်ထိပြူပြီးကြည့်နေရတယ်လားကျွန်တော်သဘောဆိုရင်ဒုတိယပိုင်းစအလုံးစုံမိနစ်60လောက်ဆိုကျွန်တော်ကလဲစီခြင်းနေပြီအခြေအနေမကောင်းတဲ့ဟာကိုပေးမထားစီခြင်းဒါကျွန်တော်ဗီဒီယိုကြည့်ဘူးလေ bro သိတယ်မဟုတ်ဘူး Enzo Maresca ပြူကြည့်နေတယ်80လောက်ထိတခါတည်း80လောက်ထိ80လောက်မှာ10မိနစ်နဲ့မလုပ်လို့ရတော့မှာအခုတော့မဟုတ်ဘူးဒုတိယပိုင်းပွဲစပြီဆိုတာနဲ့တော့မဟုတ်မိနစ်60လောက်ဆိုတာနဲ့အခြေအနေမကောင်းလို့ဘိန်းကိုချင်းလုပ်လာတယ်အဲ့ဒါလေးတခုတော့ Enzo Maresca ကိုကျွန်တော်ပြမှတ်ပြတယ်ကျွန်တော်ပြောချင်တာဒီလူလဲလိုက်လို့နိုင်ချင်းမှလည်းနိုင်သွားမယ်ဗျာမနိုင်ရင်လည်းမနိုင်တိုးတော့ညာလေတေးတာတို့ကအလုံးမဖြစ်တာကြီးကိုဟိုထိုင်ကြည့်နေမယ်စာပြောင်းလိုက်ခြင်းအဖြစ်အလုံးဖြစ်သွားရင်အမြတ်ဗျာမဖြစ်ရင်လည်းကိစ္စမရှိခုနကတော့အလုံးမဖြစ်တာမဖြစ်တာပဲကျွန်တော်ကတော့လူစရတဲ့သူမျိုးပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒါလေးလည်းအတိမဲ့ပြောချင်တယ်ဆိုတော့ bro တို့အနေနဲ့ပေါ့ဒီနှစ်မှာ Enzo Maresca လက်ထက်မှာဘာတွေတိုးတက်လာတယ်လို့ထင်တယ်အနီကတ်တွေတိုးတက်လာတော့မပြောကြည့်ပေါ့ဗျာအဲ့တော့ဘာတွေပို့ပြီးတော့သတိထားမိလာလဲ comment မှာပါဝင်ဆွေးနွေးပေးကြပါဦးခင်ဗျဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ